အားလုံးပဲမင်္ဂလာပါရှင်ကျမတို့မြန်မာမီးဖို့ကြောင့်မှာမရှိမထစ်ဟင်းခတ်မွေးကြိုင်မွေးမွေးကြိုင်ကြိုင်ရနက်လေးနဲ့စပားလင်ကိုဘသူတွေမသိတာရှိပါမလဲနော်ဒါပေမဲ့ဒီစပားလင်လေးဟာဟင်းတဲ့ထိတ်ချက်ယုံတွေမကဘူးကြောက်ကက်နယ်စီလန်းချောင်းကိုအထူးကောင်းမွန်အောင်ထိမ့်သိမ့်ပေးတဲ့ဆေးဖက်ဝင်အပင်ဆိုတာကိုရောတင်သိပါသလားစပားလင်မှာတဘာဝအတိုင်းစီးရွှင်စေတဲ့အစွမ်းတတိရှိပါတယ်ဒါကြောင့်ခဏခဏစီးသွားရခတ်တာကြောက်ကပ်မှာကြောက်တီတာဒါမှမဟုတ်ရေဖင်းဆွဲတာလိုမျိုးပြဿနာတွေခံစားရသူတွေအတွက်အကောင်းဆုံးပဲပေါ့နော်စပားလင်ကကိုခန္ဓာထဲမှာအညစ်အကြေးတွေကိုစီးနဲ့အတူထိထိရောက်ရောက်ဖယ်ရှားပေးပြီးကြောက်ကပ်ရဝန်ကိုတိတိတတာရှော့ချော်ပေးပါတယ်ရှင်စီလန်းချောင်းပုံဝင်နိုင်ကြီးကိုလည်းရှော့ချော်ပေးတဲ့အတွက်စီလန်းချောင်းဆိုင်ရာမအီမတာဖြစ်တာတွေကိုအများကြီးတက်တာစေပါတယ်နော်စပားလင်ရဲ့အကျိုးကျေးဇူးတွေကဒါတွေမဟုတ်ပါဘူးနော်နံပါတ်1သွေးပေါင်ချိန်ကိုမျှော့တအောင်ထိန်းညှိပေးတယ်။နံပါတ်2လေထိုးလေအောင်နာတွေကိုတက်တာစေလို့အစာကြေစနစ်ကိုကောင်းမွန်စေတယ်။နံပါတ်3အစစ်အညစ်နဲ့ကြွက်သားနာကျင်တာတွေကိုရှော့ချပေးနိုင်တယ်။နံပါတ်4ကတော့အရေးကြီးတာကသွေးတွင်းအဆီဓာတ်ကိုကျစေပြီးနှလုံးကျန်းမာရေးကိုပါကောင်းမွန်စေပါတယ်။နံပါတ်5ဒါအပြင်ဘက်တီးရီးယားနဲ့မိုးတွေကိုတွန်းလှန်နေခန္ဓာကိုယ်အနှံ့ဆိုးနဲ့ခတင်းအနှံ့ဆိုးတွေကိုပါဖယ်ရှားပေးနိုင်တဲ့အစွမ်းဒီလည်းရှိနေပါသေးတယ်နော်။ဒီလိုကောင်းကျိုးတွေရဖို့စပားလင်ကိုဘလို့အသုံးပြုမလဲဆိုတော့အလွယ်ဆုံးနီးလန်းကတော့စပားလင်လက်ဖက်ရည်ဖြောတောက်တာပါပဲရှင်နံပါတ်1စပားလင်ကိုရေဆေးပြီးအနှမ်းငယ်ထုကြည့်လိုက်ပါနံပါတ်2ပြီးရင်ရေနွေးထဲမှာ10မိနစ်ကနေ15မိနစ်ခန့်ပြုတ်ပြီးအရည်ကိုစစ်ယူပါနံပါတ်3အရသာအတွက်ပြားရည်အနှမ်းငယ်ထည့်ပြီးတောက်သုံးနိုင်ပါတယ်ဒီလိုစပားလင်လက်ဖက်ရည်ကိုတနေ့တစ်ခွက်ပုံမှန်တောက်သုံးပေးမယ်ဆိုရင်ခန္ဓာကိုယ်ဟာပေါ်ပါလန်းဆန်လာပြီးစိတ်ဖိစီးမှုတွေပါရှော့ထော့ပေးနိုင်တာကိုတွေ့ရမှာပါရှင်။ကဲဟင်းခတ်မွေးကြိုင်လူမဲ့ထင်ထားခဲ့တဲ့စပားလင်ရဲ့ဆေးဖက်ဝင်အကျိုးကျေးဇူးတွေကိုအခုဆိုရင်သိရှိသွားပြီလို့ထင်ပါတယ်နော်။ဒါကြောင့်အနက်လည်းမွေးပြီးကျန်းမာရေးအတွက်အကျိုးများတဲ့ဒီစပားလင်ကိုတင်းနဲ့တင်မီတောက်စုအတွက်အခုပဲစတင်အသုံးပြုကြည့်ဖို့တိုက်တွန်းရင်းဒီနေ့ဗီဒီယိုလေးကိုညီကုန်းချုပ်လိုက်ပါတယ်ရှင်။ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။